ငလင်ဘေးအတွက်လှူဒန်းမှုတွေပြုလုပ်ခဲ့တဲ့မြန်မာလေဝစဉ်အမျိုးသားမျိုးသမီးပလေယာများမြန်မာလေဝစဉ်အမျိုးသားမျိုးသမီးပုံသမားတွေဟာငလင်ဘေးအတွက်လှူဒန်းမှုတွေပြုလုပ်နေပါတယ်ပြင်းထန်တဲ့ငလင်တန်းကြောင့်ပျက်စီးဆုံးရှုံးမှုတွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပြန်ထူထောင်ရေးကိစ္စတွေမှာအသုံးပြုနိုင်ဖို့ဗိုလ်ချုပ်တင်90မတီထူတန်းကြောင်းမြန်မာလေဝစဉ်တက်စစ်ကစားသမားမမောင်ရင်ကကြေညာခဲ့ပါတယ်အခြားကစားသမားတွေဖြစ်တဲ့အောင်သူဝင်းနိုင်ထွန်းအောင်ခေါမန်းတီယာစောစိုးမိုးကျော်နဲ့ကိုသမားဆန်းဆက်နိုင်တို့ကလည်း10နှစ်စီမတီကတူတန်းမှာဖြစ်ကြောင်းသိရပါတယ်။ငလင်ဘေးနဲ့ခန်းစားနေကြရတဲ့မိဘပြည်သူများအတွက်အလင်းလိုအပ်နေတဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေလုပ်တိုင်နိုင်မှုမြန်မာနိုင်ငံလူမျိုးစစ်အမျိုးသမီးဘောလုံးအသင်းမှမတီမူ189သိန်းထူတန်းကြောင်းအသင်းကောင်ဆောင်ဝင်းတန်ကြီးထွန်းကလူမှုကွန်ရက်စာမျက်နှာကနေထုတ်ပြန်ခဲ့ပါတယ်။ကိုယ်တိုင်ကိုယ်ကျတွားရောက်လူတန်းမှာဖြစ်ကြောင်းပေါဝင်လူတန်းလိုတဲ့လူကြီးမြင့်များတနေချင်းညီကိုမောင်တော်များကိုဖိတ်ခေါ်ပါကြောင်းဝင်းတန်ကြီးထွန်းကဆိုပါတယ်။မြန်မာနိုင်ငံကပ်ပြီးအတွက်ကဘာတဝမ်းကအားကစားအသင်းအဖွဲ့အစည်းတွေကဝမ်းနည်းကြောင်းပြသခဲ့ပါတယ်။ Brentford, Man U, PSG, Man City, Spa, Dortmund, Atletico, Suizo Osaka နဲ့ Arsenal အသင်းတို့ကဝမ်းနည်းကြောင်းပြသခဲ့တာပါ။ Real Madrid နဲ့လီဂါနက်တို့ရဲ့ပွဲမစားခင်နှစ်ဖက်ကစားသမားတွေကမြန်မာနဲ့ထိုင်းနယ်လင်းအတွက်တမနစ်ညီတက်ကဝမ်းနည်းကြောင်းပြသခဲ့ပြီးအနက်ရောင်လက်ပတ်တွေလည်းဝတ်ဆင်ကစားခဲ့ပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်ကပြင်းအားကြီးနယ်လင်းလှုပ်ခတ်ပြီးနောက်ဆက်တွဲနယ်လင်း169ကျင်းလှုပ်ခတ်ခဲ့ကြောင်းထိုင်းမိုးလေဝသဌာနရဲ့နယ်လင်းဌာနကထုတ်ပြန်ထားပါတယ်of life.